ဒီမြန်မာနိုင်ငံလူကြံတဲ့တော်တွေရှိဓမ္မဘုတော်ဆောင်လုပ်ငန်းများလုံဆောင်နေကြသောတင်းဆရာတော်များအသင်းသူသည်များအားလမ်းပြခြင်းခွာပေးခြင်းနဲ့ဖေးမှကူညီပါတော်ဘုရားကြီးကူညီမဆောင်မှုအဖြစ်ကျွန်တော်ဆောင်ရွက်ပါမည်လုံငန်းတောင်များကိုတပည့်တော်ပါလို့တန်ရှင်းသောဝိညာဉ်တော်၏နာမတော်နဲ့တင်ရအကျိုးလွယ်ပါသည်လုံငန်းတောင်အခွင့်အာဏာတို့အားနိုင်ချခြင်းအတက်ပါနဲ့အသုံးပြုဖို့ရန်အမဲလက်နာတစ်ခုအနေအချင်းဒီဘက်ဆိုကိုတင်လာပေးပါ၏ဟုတ်ပြီဒီအမဲလက်နာတစ်ခုအနေအချင်းဒီတောင်ဝေးအားတင်ရကျွန်တော်ပေးပါ၏大家များမြန်မာနယ်လူတန်းတဲ့တော့ရှော့မိုးစဲမန်ကိုနေရာပြပါတော့မိုးစဲမန်လောကရဲ့ရှိနေတဲ့ဘုံတော့လူပေါင်းတို့ဆံတော့ခရစ်တော်ရဲ့မြေတာတော်ကြောင့်ဝေငါတက်တဲ့ခံကြတော့သူတို့အသေးသူသေးတာများပြုဆောက်တော့တော့တဲ့အတွက်ရောက်ရှိပြီးတော့ဘုရားရှင်ရှုကြည့်တော်အပြင်ပြန်လေရှင်နေဖို့ရအောင်နေကြတော့အောင်နေတော့ဘုရားကြီးကြောက်တဲ့သောစိတ်လုံးကိုတရားပေးတော်မူတော့မိမိကိုချုပ်နေခြင်းနဲ့မြေသာပြရှိခြင်းဒီကိုရှိသောဝိညာဉ်ကိုဒီနေ့အားလုံးလက်ကြည့်ပြီးတော့ပြင်ပေါ်မှာပေးပါမယ်အာမင်အာမင်အားလုံးကျွန်တော်တို့Bishop ကိုကျွန်တော်ပြန်နေမှာကျူဆူရအောင် Bishop ဒီဟာဒီလူမြန်မာနိုင်ငံလူကအသင်းတော်တွေဘုရားကြီးလူမျိုးတော်စိတ်နိုင်ခေါ်တော်မူခြင်းကိုလက်ခံရရှိတဲ့အရေးပါတဲ့အရှင်တော်ဘာသာအလုံးဝမ်းမြောက်ခြင်းနဲ့လက်ဆံတော်လေးစားမှုဖြင့်ကျွန်တော်လုံးဝစတာပြုရပါမယ် I pray that the Almighty God will bless you with wise wisdom, humility, and courage in this sacred office, fighting the flock of God. ကိုရောဟာသင်ဟာအမှန်တရားနဲ့ကြည့်မြတ်တာအတွင်းအမြင့်ကြီးကြီးရည်တည်နိုင်ရဉာဏ်ပညာနဲ့ခွန်အားကိုပေးလာတယ်။အထူးသဖြင့်ဘုရားကြီးနှုတ်ပတ်တော်ဒီအင်္ဂလောကအတွင်းသင်ဤသင်ဆောင်မှုအတွင်းဘုရားကြီးဒုစုကိုလက်ညှော်မှုအတွင်းတရှိ၍တန်ရှင်းစင်စစ်စွာတည်ရှိနေပါစေ May the fruit of your ministry be blessing to all Christian brothers and sisters in the Church of Myanmar and to the Holy Society and future generations. Pray for Bishop Moses. Pray that he would be granted by the Lord every day
နေ့ဒီအချိန်တိုင်းမှာတော့ကျွန်တော်တို့ဒါမိသားစုရဲ့အားလုံးဒါခရစ်တော်ရဲ့မိသားစုရဲ့အားလုံးဒီလိုမျိုးပေါင်းရပေးတဲ့အတွက်ကြောင့်လည်းကျေးဇူးအထူးပဲတင်ပါတယ်လို့ကျွန်တော်တို့လည်းအရှိစွာပြောကြားလိုဖြစ်ပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ခံယူထားတာကဒါယာဘူးတော့ဒါလောကနေပြောစရာတက်တယ်ဘောနော်ပါစတာကနေပြောဘီရှော့ဖြစ်တယ်ဆိုတော့ဒါယာဘူးတက်တယ်လို့ပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ယာဘူးတက်တဲ့အနေချားမျိုးမှာကျွန်တော်လည်းခံစားချက်ကိုဘယ်လိုခံစားလဲဆိုတော့ကျွန်တော်အနေနဲ့ဒါအလုပ်ကဘူတော့များလာပြီကျွန်တော်ရဲ့လွတ်လပ်ခွင့်တွေကဖြစ်ဖြစ်နေမှာဖြစ်တယ်ဆုံးရှုံးပြီးတော့ဒါပြီးတော့အတွက်တော်၎င်းဒါကျွန်တော်တို့ဒါခရစ်တော်အတွက်တော်၎င်းဒါမီရှင်ပိုင်းကိုပို့ပြီးတော့ဦးတည်ဖို့အတွက်ဖြစ်လာပြီလို့ကျွန်တော်လည်းဒါနဲ့ဘာဖြစ်ခံစားပြီးတာပေါ့နော်ခံစားပြီးတယ်ပြီးတော့အခုလိုမျိုးဒါပါစတာကနေပြီးတော့ဘီရှော့ရာလူကိုရောက်လာခြင်းပေါ်မှာကျွန်တော်ခံစားရပါပြီဆိုတော့ကျွန်တော်တို့အသင်းတော်ရဲ့အောက်မှာရှိတော့ပါစတာအားလုံးပြီးအသင်းစုတင်သားအားလုံးဟုတ်ပြီနော်သူတို့ကိုကျွန်တော်အနေနဲ့ဒါအာဏာပြတ်မှုမဟုတ်ဘူးဒါကျွန်တော်ဘီရှော့ဖြစ်ပြီဆိုပြီးတော့သူတို့အာဏာပြတ်မှုမဟုတ်ဘူးနဲ့သူတို့အတွက်ဘယ်အခန်းကဏ္ဍတွေလိုအပ်တာရှိတယ်ဘယ်လိုမျိုးကနေကျွန်တော်လည်းပါဝင်ပေးနိုင်မလဲဆိုတဲ့အရာကိုဒါတောင်းဝပို့လို့ပြီးလာပြီလို့ကျွန်တော်လည်းခံစားမိရပါတော့အဲ့တော့ဗာမေပြောဒီအနေထားမျိုးပေါ်မှာဒါဘီရှော့ရာလူဆိုတဲ့အရာကတော်တော်လေးကိုကြီးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်အနေနဲ့ဒါနေတော့စိတ်ပူပန်ပြီးတာမျိုးရှိတယ်ဒါပေမဲ့ဗာမေပြောဒါခုနခွန်အားပေးလို့မျိုးပေါ့နော်ဒါဘာဖြစ်တော့ကျွန်တော်တို့ကိုဖျားခင်ကဘာဖြစ်လဲကျွန်တော်ကခံနိုင်တဲ့စုံစမ်းခြင်းလည်းမပေးဘူးပြီးတော့ကျွန်တော်တို့ကဘာဖြစ်လဲနောက်ဆုံးလို့မဟုတ်ဘူးအရှိကိုပဲတက်လန်းမှုရဲ့အတွက်ဖြစ်နေဆိုတဲ့အရာအဖြစ်ကျွန်တော်လည်းအားယူပြီးတော့ဒါပုံမူပြီးတော့ကျွန်တော်အနေနဲ့စိတ်နဲ့ခိုင်မာမှုရဲ့အတွက်ဒါမရှိတော့ပါစတာအားလုံးတွေဘာအတိတ်ကအားလုံးအနေနဲ့စုပေါင်းခြင်းအဖြစ်ပါဝင်ပေးသွားကြဖို့ကိုလည်းကျွန်တော်လည်းဒါအထူးဖြင့်မြတ်တာရက်ခံလို့ခြင်းဖြစ်ပါတယ်